ရေတော်မှာပါဝင်ခဲ့တဲ့လူကလူကောင်းတန်းနဲ့ချီပြီးတော့ပါရတယ်အဲဒီခါကျတော့လူတူဦးချင်းရဲ့အတွေ့အကြုံကတခြားတစ်ယောက်နဲ့မတူပါဘူးလူတဲ့ခါကျတော့တခါမှကျွန်တော်တို့တွေကဒီလိုမျိုးစကားဝိုင်းဖွဲ့ပြီးတော့ရှစ်လေးလုံးကြောင်းမပြောလိုက်ဘူးဆိုတဲ့ခါကျတော့တူဦးချင်းရဲ့အတွေ့အကြုံတွေပဲရှိတယ်အဲ့တော့လူဝိုင်းဖွဲ့ပြီးတော့ပြောလိုက်တဲ့ခါကျတော့ရှစ်လေးလုံးရဲ့ပုံရိပ်တို့ဘာလို့ဒီအဲဒီတော့အတွေ့အကြုံတွေအဲ့ဒါတွေကနည်းနည်းလေးပုံပေါ်လာအောင်ကျွန်တော်တို့ကဒီဟာလေးသိချင်တာဖြစ်ပါတယ်အဲ့တော့အကုန်လုံးကတော့ဒီရှစ်လေးလုံးကာလမှာရေတော်ဘုံမှာတောင်းတနေရာကနေဖြတ်တန်းလာရတဲ့လူတွေတော့အဲ့တော့တူးချင်းမိတ်ဆက်မယ်ဆိုရင်ဟိုဘက်အစုံလုံးကတော့ပုံဝင်နိုင်မှာဒီဘက်ကမတ်စောမြတ်မှာပါဒီကကိုလေးပါကိုတော်လိုက်ပါကိုစံလင်းပါဒီတော့ကိုချုံမှုပါအဲ့တော့ရန်ကုန်မှာရှိတဲ့လူလည်းရှိမယ်အရေးကင်းကာလမှာရှစ်လေးလုံးရေတော်ဘုံကာလမှာနေရီမှာလည်းရှိတဲ့လူတွေရှိပါတယ်အဲ့တော့အတွေ့အကြုံတွေတယောက်နဲ့တယောက်မတူကြတာလေးတွေကျွန်တော်တို့မေးမြန်းရင်းနဲ့ရှစ်လေးလုံးကိုနည်းပုံပေါ်ကြည့်ကြတာပေါ့နော်ရှစ်လေးလုံးနဲ့ပတ်သက်ပြီးတော့အရင်ဆုံးကိုလေးကိုစပြီးတော့မေးပြရတယ်ရှစ်လေးလုံးကာလမှာကိုကဘယ်နေရာမှာရှိပြီးတော့အခုမြင်ကွင်းလေးတွေမှာအတ္တရရှိတာလေးနည်းနည်းလေးပြောပြပါရှစ်လေးလုံးမှာတော့ကျွန်တော်ရန်ကုန်မှာပဲရှိတယ်ရန်ကုန်ကျွန်တော်101တက္ကသိုလ်ရေးကာလမှာကျွန်တော်နေပါတယ်ဒါပေမဲ့ကျွန်တော်တို့အရှစ်လေးလုံးနဲ့မတိုင်မီတွေကကျွန်တော်တို့ကအစည်းအဝေးတွေတော်တော်များများလုပ်ဖြစ်တယ်အရှစ်လေးလုံးနဲ့မှလုပ်ဖြစ်မယ်လို့ကျွန်တော်တို့အင်တာဗျူးကနေပြီးတော့ BBC ကနေကြေညာလိုက်တယ်ကျွန်တော်ရှစ်လေးလုံးအထက်မှာပဲတချို့ကရှစ်လေးလုံးဖြစ်မယ်လို့ပြောတဲ့လူရှိတယ်လို့မဖြစ်ပါဘူးလို့ပြောတဲ့လူလည်းရှိပါတယ်အခုဒီနာမည်ကြီးတွေရတော့ဒါပေမဲ့ဒီဟာတွေကဘယ်အစလာလဲဆိုတော့အင်မတန်surprise ပေါ့နော်ဘယ်ရောက်ကလာလဲဆိုကျွန်တော်တို့ကရန်ကင်းဘက်မှာစောင့်နေတယ်တောင်းကလာဘက်ကနေပြီးတော့တကယ်စင်ကြီးဘုံရပ်ကွက်ကရပ်ကွက်သူရပ်ကွက်သားတွေစပြီးထွက်လာသူတို့ရဲ့အယောင်စင်းနေရများစင်းရသားရပ်ကွက်ဆိုတော့တော်တော်လေးကိုနွမ်းနွမ်းပါပါနဲ့နောက်ပြီးရေအိုးလေးတွေပိုက်ကလေးလေးတွေဆွဲပြီးတော့ထွက်လာဒါပထမဆုံးထွက်ချတာကျွန်တော်တို့ကအဲ့ဒီဘက်လမ်းကြောင်းကိုယူပြီးတော့ကျွန်တော်ကမြို့တော်ခမ်းမအောင်ဒါပေမဲ့ကျွန်တော်တို့ရဲ့ကျွန်တော်တို့စီဝေးဆုံးချက်ကမြို့တော်ခမ်းမရောက်ပြီးကျွန်တော်ကလမ်းခွဲမယ်ကျွန်တော်အဲ့မှာမနေဒါပေမဲ့ကျွန်တော်ချင်းချင်းနဲ့မှာဟိုနိုင်ကအနေမဲ့လူနဲ့ခွဲမဲ့လူနဲ့တို့တော့အကုန်လုံးတူတာတော့ကျွန်တော်တို့အင်းစိန်လမ်းကျွန်တော်လမ်းလျှောက်လာခဲ့တယ်လည်းရှိမယ်ကျွန်တော်တို့ဟိုဘက်ရန်ကင်းဘက်ကနေလမ်းလျှောက်လာတယ်ရန်ကင်းကဘယ်ကနေသွားကြည့်လာလဲဆိုတော့အဲ့တောင်းကလာနဲ့တာကီတဲ့ဘက်ကနေကျွန်တော်ကြိုးလာအဲ့လူကြီးကဗျာတကယ်စင်းစင်းရင်းနွမ်းနွမ်းပါပါကျွန်တော်တိုင်မွဲပြနေတာဟုတ်အဲ့လူကြီးစင်းချလာပြီးကျွန်တော်တို့ကမြို့ထဲထိကျွန်တော်တို့ဆင်းချလာမြို့ထဲမှာလူပင်လေးပေါ့ဗျာခါမှမမြင်ဘူးဟိုကအတိဘယ်လမ်းကြည့်ကြည့်အဖြစ်ဖြစ်တယ်ဒါပေမဲ့အဲ့ဒီမှာမပြစ်သေးဘူးဗျာအဲ့ဒီညကျွန်တော်တို့ကခွဲသွားတဲ့ဥစ္စာကိုကျွန်တော်ကပြန်ဆုတ်သွားတယ်ကျွန်တော်တို့ရဲ့လူကြောင့်ဟိုမှာကြံခဲ့တဲ့လူတွေကကိုစီယန္တာလို့ရှိမှာအဲ့မှာည10:39မိနစ်မှာမြို့တော်ခမ်းမရှိဘူးစဖြစ်တယ်အဲ့ပြည့်တဲ့မြင်ကွင်းမှာတော့ကျွန်တော်မရှိဒုတိယနေ့ဖြစ်တာတော့ကျွန်တော်တွေ့ရတယ်နော်တခြားလူတွေလည်းပထမနေ့ရှင်းလေးလုံးနဲ့ပတ်သက်ပထမနေ့ဘယ်လိုကြားလဲဆိုတာသူတို့လည်းပြောပါကိုစံလင်းတို့အနေနဲ့ကပြီးခဲ့တဲ့ကာလတွေမှာလည်းအသက်အရွယ်ရပါပြီရှေ့ပိုင်းကာလတွေမှာလည်းကျောင်းသားဘဝတွေမှာပြင်လိုက်တာတွေရှိမှာပေါ့အဲ့လိုကာလမျိုးတွေကိုဖြတ်တန်းလာတာနဲ့နောက်ရှေ့လေးလုံးနဲ့တွေ့ကြုံတဲ့အခါမှာအဲ့ကာလတော့အခုရဲ့ဖြစ်ပေါ်တာခံစားချက်ရနောက်ပြီးတော့အဲ့ကောင်ကမြင်ကွင်းလေးချိုးနေတယ်ပြောပြပါလားဟုတ်ပါတော့တကယ်တော့ဒီကျွန်တော်တို့ရှစ်လေးလုံးရေးတော်ကိုကြီးရဲ့အစကတော့ကျွန်တော်တို့85ချက်တန်း35ချက်တန်းအစိတ်တန်းတွေဖြတ်သိမ်းတာနေကျွန်တော်တို့ရင်ထဲမှာပြည်သူတွေရဲ့ရင်ထဲမှာနော်ကိုယ့်ရဲ့ချွေးနှဲစာနဲ့ရှာထားတဲ့ငွေကြေးလေးတွေအားလုံးကကျွန်တော်တို့ငွေကြေးတွေအကုန်လုံးကစက်ကူးစိုးဖို့ပါကျွန်တော်တို့ဖြစ်သွားတဲ့အခါကျတော့အဲ့ဒါပေါ့ကျွန်တော်တို့ရဲ့ရင်ထဲမှာတန်းငါအဲ့ဒီချိန်ကအဲ့ဒီရန်ကုန်စက်မှုတက္ကသိုလ်ကကျွန်တော်တို့စာမွေးဖြည့်တဲ့အချိန်ကျွန်တော်နှစ်ပါးသာပဲဖြည့်ရတယ်နှစ်ပါးသာဖြည့်နေတဲ့တောတွဲမှာအဲ့လိုမူဆက်ကူတွေကိုတရားမဝင်ကြီးညာလိုက်တဲ့အတွက်ကျွန်တော်တို့မှာဘာအခက်အခဲရှိလို့ဆိုတော့ကျွန်တော်တို့ရှိတဲ့ပတ်စံလေးတွေကလုံးဝသုံးလို့မရဘူးကျွန်တော်တို့ကဇာမွေးရကျွန်တော်တို့ကြောင်းရဲ့ဇာမွေးရစက်မှုတက္ကသိုလ်ရဲ့ဘောကသူကတပါးသာဖြည့်ပြီးရင်သူက2ရက်3ရက်လောက်ပိတ်ကျွန်တော်တို့6ပါးလောက်ကြံသေးတယ်ပြောရတယ်2ပတ်လောက်ကြံသေးပြီးတော့အဲ့ဒါကျွန်တော်တို့စက်မှုတက္ကသိုလ်ကျောင်းကကျွန်တော်တို့တာဝန်ရှိတယ်ပေါ့နော်လူကြီးတွေကျွန်တော်တို့ပြောတယ်ကျွန်တော်တို့ပတ်စံလေးပြန်လဲပေးပါတို့လက်မအဲ့ဒါကျွန်တော်တို့ကျောင်းကစပြီးတော့အဲ့မှာကျွန်တော်တို့ရဲ့ငွေဆက်ကူရေးခန်းစတယ်
အဲ့ဒီမှာကျွန်တော်တို့ဒီလုံးမှာရှိတဲ့အကြောင်းတွေပိတ်တယ်ဆိုပြီးကျွန်တော်လိုက်တယ်နောက်တစ်ခါကျွန်တော်အဲ့မှာအဲ့ဒီမှာကျွန်တော်ကတက္ကသိုလ်မှာကျွန်တော်က final ရောက်ပြီးတော့အဲ့မှာကျွန်တော်က final ပြီးတော့ကျွန်တော်88မှာဆိုအလုပ်ရှာမယ်ကျွန်တော်ရန်ကုန်မှာဆက်ရှိတယ်ကြည့်တော့ကျွန်တော်တခါအဲ့ဒီဖုံးမော်ရေးခင်းနဲ့ကျွန်တော်ဟောကြုံတယ်ဖုံးမော်ရေးခင်းကတကယ်တော့အစိုးရရဲ့အုပ်ထိန်းမှုအားနည်းခြင်းကြောင့်ဖြစ်လာတကယ်တမ်းကပြဿနာကရက်ွက်နဲ့ကျောင်းသားတွေနေရဖြစ်တာအဲ့ဒါကိုသူတို့ကကျောင်းသားတွေစုပူတွေကြားပြီးတော့ကျောင်းသားတွေကိုပဲအဓိကထားပြီးတော့အဲ့ဒီမြေရုံနဲ့ပြစ်တက်လိုက်တဲ့အခါကျတော့အဲ့မှာပေကြည့်ပြီးတော့ပြဿနာတက်သွားတယ်အဲ့ဒီကနေစပြီးတော့တော့တဖြည်းဖြည်းနဲ့ကြီးလာပြီးဒီရှစ်လေးလုံးရေကင်းအထိဖြစ်လာတယ်အဲ့ဒီအချိန်မှာကျောင်းသားတွေရဲ့ရင်ထဲမှာလည်းအဲ့တို့ကျောင်းသားတွေကိုစစ်တပ်ကပြစ်တယ်ဆိုတဲ့ခံစားချက်အဲ့ဒီဥစ္စာကတော်တော်ကိုထဲထဲဝင်ရှိတယ်အဲ့ဒီအချိန်မှာရှစ်လေးလုံးဖြစ်မယ်ဆိုတော့ခုနကဘုန်းကြီးပြောသလို BBC ကပြောတယ်ပြောတော့ကျွန်တော်တို့တကယ်ချင်းရတယ်ရှစ်လေးလုံးကဖြစ်မှာပဲဆိုတော့များတယ်ပြောကျွန်တော်တို့ရှစ်လေးလုံးဖြစ်ရင်မလုပ်ကြဘူးလေဆိုကျွန်တော်တို့စုထားတယ်အဲ့ကျွန်တော်တို့အဲ့မှာကျွန်တော်တို့ရဲ့နောက်တော်ကြီးတွေရှိတယ်94 96ရေကမှပြီးခဲ့တဲ့နောက်တော်ကြီးတွေစုထားတဲ့အဲ့ခေတ်ကတို့သိမ်းထားတဲ့ခွတ်တော်လာနေရှိကျွန်တော်ဘုရားဆုံးပြောရင်ကျွန်တော်ခွတ်တော်လာဆိုအဲ့ဒီနေကြမှာအဲ့ရှစ်လေးလုံးအတွက်လုံးမယ်ဆိုပြီးစုကြတော့ကျွန်တော်မြင်ဘူးလားကျွန်တော်ခေတ်မှာစာပေရစင်စာနဲ့ဗာနဲ့ပေါ့နော်ဆိုတော့အဲ့ရေကင်းကြောင်းတွေကျွန်တော်မသိရဘူးအဲ့ဒီမှာကျွန်တော်တို့နဲ့နောက်တော်ကြီးတွေကငါးဒီမှာလမ်းရှိတယ်ကွာဆိုတော့ကျွန်တော်အဲ့လမ်းကြီးကိုကျွန်တော်တို့ပိချာသိမ်းထားပြီးရှစ်လေးလုံးနေမှာကျွန်တော်ဘယ်လိုထွက်မလဲဆိုတော့ကျွန်တော်တို့စောက်ကြည့်ကြတယ်ထုံးစံတိုင်းပေါ့နေ့တဲ့7 နာရီလောက်ထိအားလုံးကြောက်နေတယ်အဲ့ချိန်ကနေမှာပါနေမှာဆိုတော့အဲ့ဒီကျွန်တော်တို့ဖြူတို့တောင်တို့တဝိုက်မှာကျွန်တော်တို့တောင်တို့တစ်မျိုးပါပဲအဲ့ဒီစစ်လေးလုံးနေမှာလူ200 300လောက်စုမိလိုက်တယ်အဓိကတော့ကျွန်တော်တကယ်ကြီးပါပဲကျွန်တော်တကယ်ကြီးတော့လမ်းပြောတယ်ဘုမမထွက်ဘူးတဲ့အဲ့တော့ငါတို့ထွက်မှရမယ်ဆိုတော့ကျွန်တော်တို့အဲ့တဲ့အိမ်မှာစုပြီးကျွန်တော်တို့တက္ကသိုလ်ကျောင်းသားတွေအားလုံးမှာကျွန်တော်တို့စက်မှုတက္ကသိုလ်ရောရှင်ကျောင်းတက္ကသိုလ်ရောဘယ်လိုမျိုးတက္ကသိုလ်အားလုံးပါတယ်တကယ်ကြီးနဲ့အားလုံးရောက်20လောက်ကဒီတိုင်းထွက်လာတော့မဟုတ်ပါဘူးကျွန်တော်တို့ရဲ့ပေါ့နော် face မှာကျွန်တော်တို့ကဒီကျွန်တော်တို့ station C ပြီးတော့ဘယ်သူမှမသိအောင်ကျွန်တော်တို့တွေစထွက်ခဲ့တာ။အဲ့ဒီအချိန်ကကျွန်တော်တို့ပေါ်ပေါ်တင်ထွက်ရတဲ့အချိန်ဒီပေါ့ဒါပေမဲ့ကျွန်တော်ထွက်လာတော့ကျွန်တော်မမျှော်လင့်တော့ဘူးလေပြည်သူတွေကကျွန်တော်ဘေးမှာဟာတခါလေကျောင်းသားတွေထွက်လာပြီဆိုပြီးအဲ့မှာဝိုင်းပြီးတော့ကျွန်တော်တို့အားပေးကြလက်ခုပ်တီးကြတယ်။အဲ့ဒီမှာကျွန်တော်တို့ဆွဲမဲ့ရေကကျွန်တော်တို့တွေ့နေ။ဟုတ်ဆိုကျွန်တော်တို့မြို့မှာကျွန်တော်တို့ရဲပြီဆိုတော့သိတာ။အဲ့ဒီကောင်တွေကကျွန်တော်တို့ဖမ်းဖို့ဆိုပြီးတော့ရဲစခန်းတွေရောက်ဝင်လာတယ်။ဘယ်မျိုးလဲပေါ့။ကျွန်တော်ကကျွန်တော်တို့ကျွန်တော်ပေါ့နော်ကျွန်တော်တို့ကိုတိုင်းနဲ့ကျွန်တော်တို့ပေါ့ကျွန်တော်တို့ဒီရန်ကုန်မန္တလေးလမ်းလည်းမှာရှိတဲ့ပေါ့နော်ဟုတ်ကဲ့ဒီမျိုးလေးမှာကျွန်တော်တို့ဖမ်းမဲ့ရေကကျွန်တော်တို့တွေ့နေတဲ့အချိန်မှာကျွန်တော်တို့ဖမ်းဖို့ပဲဒါပေမဲ့ဘေးမှာလူအုပ်ကအဲ့100 300လောက်ဝိုင်းလာတဲ့အတွက်တို့ကျွန်တော်တို့မဖမ်းမဲ့တဲ့အဲ့ဒီကကျွန်တော်တို့အဲ့ဒါကတော့ကျွန်တော်ပြည်သူတွေကအားကိုးရတဲ့ချက်ပေါ့ကျောင်းသားတွေနဲ့ပြည်သူတွေကအဲ့ဒီအချိန်မှာစပြီးကျွန်တော်တို့ပေါ့နော်ရေပတ်ချင်းတွေ့တယ်ဟုတ်ကဲ့အခုပြောတာတောင်မျိုးပါအခြေအနေပေါ့နော်အဲ့တော့ကျွန်တော်ငွေစက်ကုကိစ္စတော့ကျွန်တော်လည်းတောင်းမှရှိတယ်ကျွန်တော်ကြုံတယ်လေအဲ့တော့မင်းထဲမှာဆိုလို့ရှိရင်တစ်ပင်တွေပါတယ်မှာကျွန်တော် online ဥစားကတ်တာရှိတယ်ဆိုတော့ပိုစတာတွေကတ်တယ်ပြီးတဲ့မှာကျတော့ဒီလို line တက်ကိုမှဆိုလို့ရှိရင်ကျောင်းသားတွေဆန္ဒပြတဲ့ဟာတွေပါအဲ့ဒါမျိုးရှိတယ်ပေါ့နော်အဲ့လိုပဲ RID ကျောင်းသားတွေကငွေစက်ကုတွေသိမ့်လိုက်လို့ဆိုတော့ဘာပတ်စံမရှိဘူးလို့ကားသမားတွေတရားစီရင်တော့ပြောတာလို့ဆိုတော့အဲ့ဒါတွေလည်းကြားတယ်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်လာခဲ့တယ်ပေါ့နော်အဲ့တော့မဆောမြတ်မှာအနေနဲ့ကဘယ်လိုကာလမျိုးဟာတွေကြာကြုံပြီးတော့မှတ်မိတယ်အမပြောပါပါတကယ်တော့ပြောရမယ်ဆိုရင်တော့ကျွန်မ college ကျောင်းအားဆိုရင်တိုင်ရေးထုတ်ထားတယ်အဲ့ဒီချိန်ကာလကဆိုလို့ရှိရင်60ခုကျောင်းသားအရေးကိုလည်းကြားပြီးတယ်နောက်7 July ဆိုတာကိုကြားပြီးတယ်အဲ့တော့94ခုနှစ်ကျတော့ဥပဒေရေးခင်မှာကျွန်မပထမနေ့ကအဲ့ဒါပါဝင်တယ်ပေါ့နော်ဥပဒေရဲ့ဇာတ်နာမှာဟိုမလဲတက်ဆိုင်ကိုရနေပြီးတော့ကျောင်းတော်ကိုရတယ်နော်ကျောင်းပြည်ဝထဲကိုဟလာအလောင်းပြန်တယ်သွားတဲ့အထိပေါ့3ရက်အဲ့လိုမျိုးကျွန်မပါဝင်ခဲ့တယ်အဲ့လိုပါဝင်ခဲ့ရနေပြီးတော့အခါမှားရလေးကိုကြုံပြီးတယ်ဒီကနေ့ကြောင်းမယ်ဆိုရင်88ရေးခင်ဟာကျောင်းသားတွေအစားတယ်လို့ပြောမယ်ဆိုရင်လည်းမမှားပါဘူးဘာဖြစ်လို့လဲဆိုတော့ပြည်သူလူထုသိရတဲ့ကျောင်းသားအကြောင်းကကျောင်းသားတွေဆိုလဲဆိုရတော့ပြည်သူလူထုကနားလည်ကြတယ်88ရေးခွင့်ကြတော့ကျောင်းသားတွေကဒီ movement တွေတစ်ခုလုံးကိုမြို့လယ်ကောင်ကိုဆွဲခေါ်လာခဲ့တယ်အဲ့ဒီမှာစစ်တပ်ကပြစ်တယ်နော် clash ဖြစ်ကြတယ်အဲ့ဒီမှာပြည်သူလူထုကမျက်စိဖွင့်လာပြီးကျောင်းသားတွေတတ်ပါတယ်ဆိုတာကိုမြင်လာကြတယ်ပေါ့နော်အဲ့ဒါနဲ့88ရေးခွင့်ဖြစ်တဲ့အခါမှာကျွန်မဘယ်လိုညမှာပါလဲဆိုတော့
အရှင်မတရားအနေနဲ့တော့၎င်းနော်အထက်တန်းအကြောင်းသူအနေနဲ့တော့၎င်းတက္ကသိုလ်အကြောင်းသူအနေနဲ့တော့၎င်းနော်ဘာမလဲခင်မွန်းရဲ့ဆရာဝန်အင်းအတိုင်းဝိုင်းတဲ့၎င်းလာမပေါ်မှာပြည်သူများနဲ့တူဆန္ဒပြပါဝင်ခဲ့ပါတယ်အဓိကအချက်ဒီမှာဒီနိုင်ငံရေးကိုငါဆောင်ပြင်တော့မယ်ပေါ့နော်ပြီးဆုံးတဲ့ဒီပါတော့မယ်လို့ဆုံးဖြတ်တဲ့နေရာတော့ကျမနဲ့ကျမခင်ဗျာ22လမ်းစေကန်းကနေပြီးတော့အိမ်ကိုလာလျှောက်တင်ကြတယ်။ဘာလို့လဲဆိုတော့ကားလမ်းတွေပိတ်တယ်ဘတ်စကားလမ်းတွေပိတ်တယ်ဆိုတော့ကားသွားလို့မရတော့လာလျှောက်တင်ကြတော့တန်ဆေးရှိရနေကျွန်တော်တို့ဖြတ်လာကြတယ်။တန်ဆေးရှိရနေအိမ်ကရှင်လင်းမနိုင်ပေါ့နော်။အဲဒီဗီဇာလာအိမ်အောင်ကျွန်တော်တို့လမ်းလျှောက်ပြန်တဲ့အခါမှာမီးပွိုင်မှာကျွန်တော်တို့လမ်းကူးလိုက်တယ်။လမ်းကူးလိုက်တဲ့အခါကျတော့စင်ကျွန်းစေးဘက်ကနေပြီးတော့စေယုံကြီးရှိကိုစစ်ကား3စီးဖြတ်သွားတယ်။ဖြတ်သွားတဲ့အခါတဲ့အိတ်အဖြစ်နဲ့စစ်သားအဖြစ်ရဲ့ဘေးနေရာပတ်ကားရဲ့ပတ်နဲ့မှာတဲ့အိတ်တွေကားထားတယ်ပေါ့နော်။ကားထားတဲ့အချိန်မှာမဖြတ်သေးဘူးကျမတို့ကဆေးရုံရှိရဖြတ်လာတယ်ဆေးရုံရှိရဖြတ်တော့ဆေးရုံမှာလည်းဒီကဖွင့်လို့ရိုက်နေတာပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့သွေးကအရင်မလုံလောက်တော့ဘူး။သွေးလိုအပ်နေပြီ။သွေးလိုအပ်နေတော့ဆရာဝန်တွေကလက်မနိုင်ဘူး။မနိုင်တဲ့အခါကျတော့ဘာဖြစ်လဲဆိုဆရာဝန်တွေ nurse တွေကနေပြီးတော့ကျမထင်တယ်သွေးနဲ့ရေးထားတာလို့ပဲကျမတယ်။အဲ့ဒီကိအပြင်မှာတမန်တော်ဆိုတာပြည်သူကိုတပ်ဖို့မဟုတ်ဘူးဆိုတဲ့စာတမ်းကင်ပြီးတော့ကိုယ်ထွက်လာကြတယ်ဒီ emergency ကနေထွက်လာပြီးတော့သူတို့ဆေးရုံကြီးရှိကိုအကွေ့ဟိုကနေစစ်သား3ကားနေအလားကျမတို့ကခုဘက်လမ်းကိုအခုမိဖွင့်ဘက်ကိုအခုကျမထင်တယ်ဒုတိယစစ်ကားကနေပြီးစပြီးပြစ်လိုက်တာညာဘက်ကိုစဆွဲလိုက်တာတဲဆိုညာဘက်ကိုစဆွဲလိုက်ပြီးတော့ပြီးမှဘက်ကိုဆွဲတယ်ပေါ့ဆိုခုနကထွက်လာတဲ့ဆရာဝန်တွေနဲ့ဆေးရတော့ကျမထင်တယ်အဲ့မှာအဖြစ်ခံရမယ်လို့ထင်တယ်ကျမကြားတယ်မြန်တယ်ဘာလို့ကျမလည်းကြောက်လန့်ပြီးတော့ဘယ်ဘက်ကိုလဲဆွဲတော့ဒီကြီးစားနေရလာတာနေပဲနောက်အုံနောက်နဲ့အာယုံကျော်ပေါ့ TV ဆေးရုံပေါ့မလားအဲ့ဒါရဲ့နောက်တစ်ခါ Central ကျောင်းသားတင်ကျောင်းရှိယောက်ျားလေးအမျိုးသားကျောင်းအဲ့ဒီဘက်ကိုဖြစ်တယ်အကယ်၍ကဘယ်ဘက်ကိုစဖြစ်မယ်ဆိုရင်ကျမသိကြပါကျမခင်မောသိကြပါအပြစ်ခံရမှာပါခါရဲလူတဲ့ဒေါ်ဘာအတွက်ရမ်းဖြစ်ပြီးတော့ခါရဲလူသက်သမားတွေကျွန်တော်အော်ပြီးတော့အင်ဂျင်နီယာစာပြီးတော့ဒီမိုကရေစီလမ်းကြောင်းကိုတစ်ဆက်ပါတော့မယ်လို့ဆုံးဖြတ်ပြီးတော့အမတီထောင်တဲ့ NLD ပါတီပေါ့ကိုကျွန်တော်တို့အရင်ဆုံးဝင်ပြီးတော့member အဖြစ်ခံယူလိုက်ပါတယ်အဲ့ဒီအစားပါဟုတ်ကဲ့ပါအဲ့တော့ရန်ကုန်မှာဆိုလို့ရှိရင်လည်းအဲ့လိုပြည့်တဲ့နေရာတွေကဆေးရုံကြီးရှိမယ်ကျွန်တော်တို့မြို့တော်ကမ်းမရှိတယ်ဟုတ်လားနောက်သင်္ကန်းကျုံတို့ပါတော့ရှိတယ်အဲ့လိုမျိုးပဲအလားတူနာမည်ကြီးတဲ့နေရာတာဂီတာပေါ့တာဂီတာဆိုရင်လည်းတာဂီတာ6တိုင်တို့ပါတော့မှာတော်တော်အခြေအနေဆိုးဆိုးဝါးဖြစ်ခဲ့တယ်အဲ့တော့အဲ့ကာလတော့တာဂီတာမှာနေခဲ့တဲ့ကိုစောစောလိုင်းကအတွေ့အကြုံတွေနဲ့ပြောပြပါရှစ်လေးလုံးနေ့ရကျွန်တော်တို့က BCR ပဲကြားတာဗျာ8ရက်လာ88နာရီနဲ့ရှင်းနေမှာမြို့တော်ခမ်းမမှာစမယ်ဆိုတော့ကျွန်တော်တို့တကယ်ကြီးတွေအဲ့ဒီ8နာရီလောက်မှာမြို့တော်ခမ်းမစီတာအဲ့ဒီမှာစုလီဘောတက်တဲ့အချိန်မှာသိပြီးတော့မတွေ့သေးဘူး8နာရီနဲ့10မိနစ်ဖြစ်တဲ့အချိန်ထိလူအင်အားသိမရှိသေးဘူးဗျာအဲ့ဒါကျွန်တော်တို့ကစုလီပြားရဲ့အရှိတ်ဘက်ကိုဆင်းချလိုက်တဲ့အခါမှာအဲ့15မိနစ်လောက်မှာပဲလူ10ယောက်လောက်ကျွန်တော်တို့တွေအဲ့ရစိတ်ကမ်းတက်မကပဲတော့ဆက်လာကြတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကသူတို့နဲ့လိုက်တဲ့သွားရန်နေတော့ဒီဘက်ကနေတော့ကျွန်တော်တို့ကစုလီပြားရဲ့တောင်ရောက်ကနေပြီးတော့ပြည်လမ်းဘက်ကိုထွက်မဲ့ဘက်ကိုကျွန်တော်တို့တက်တာအဲ့ဒီအချိန်မှာ100လောက်ဖြစ်သွားတယ်ဒါပေမဲ့စစ်တပ်ကအဲ့မှာရှစ်ပိတ်ရတာပြရတဲ့အခါကျတော့ကျွန်တော်တို့ဒီစစ်ကြောင်းကိုဥဆောင်နေလို့ရသွားညှိတယ်ဒါပေမဲ့ဒီလမ်းတော့ဘယ်လိုတောင်းလို့မပေးဘူးဆိုတာလေကျွန်တော်တက်ပြန်ဆုတ်ပြီးတဲ့အခါမှာကန္နာလိုင်းရနေပြီးကြီးမနိုင်တဲ့ကိုကျွန်တော်တို့ဆက်လျှောက်ကြတယ်အဲ့တော့အဲ့ဆက်လျှောက်ကြတဲ့အခါမှာကျွန်တော်တို့ကျွေးတဲ့တန်တွေရမ်းကျေတဲ့အခါကျတော့ဒီရက်ွက်တွေကနေထွက်ကြည့်တဲ့လူတွေကပထမတော့လမ်းမရဲ့ပလက်ဖောင်းပေါ်ရတယ်ဒါပေမဲ့တပြေးပြေးနဲ့သူတို့ထွက်တက်ကြွလာတဲ့အခါမှာအားလုံးကလမ်းလေးကောင်ကြောက်တော့အဲ့တော့ကျွန်တော်တို့ကဒီဘက်ကနေပြီးစုနေရနေပြီးကြီးနိုင်တဲ့ဖက်သွားရနေတော့ဘားရကိုထက်ရောက်တဲ့အချိန်ကျတော့ကျွန်တော်ဘားရကုန်းကနေအရှိကိုလှမ်းကြည့်တဲ့အခါလူပင်လည်းဖြစ်နေတယ်ကျွန်တော်မျက်စိနဲ့ဘလို့မှမျက်စိစောအောင်ကြည့်လို့မရနောက်ပြန်လှည့်ကြည့်တော့လည်းနောက်မှလူပင်လည်းဖြစ်နေတယ်ကျွန်တော်တို့အဲ့ကာလအဲ့အချိန်ကတော့7နာရီလောက်အချိန်ပေါ့အဲ့ဒီလို3နာရီ4နာရီဝင်ကျင်တဲ့မှာကျွန်တော်တို့ဒီဘားရကုန်းကြီးနိုင်လမ်းမကြီးတို့ကျော်မှာလူတွေကတောင်းနဲ့တန်းနဲ့တောင်းနဲ့သိန်းနဲ့ချီလောက်များပြားလာနေတာဟုတ်ဖြစ်လာအဲ့တော့ကျွန်တော်တို့စစ်ကြောင်းဆက်ထွက်လာတဲ့ခါကျတော့ဒီဘက်ရှုံနိုင်တော့တဲ့ခါကျတော့ရှုံဘက်ကဆင်းလာစတောင်းတောင်ထပ်ပြရအဲ့စစ်ကြောင်းကလည်းတော်များတယ်ညာတဲ့ခါကျတော့အဲ့ချိန်မှာအဲ့စစ်ကြောင်းကဥဆောင်တဲ့လူတွေကျွန်တော်တို့ဘက်ကစစ်ကြောင်းကဥဆောင်တဲ့လူတွေစကားပြောတဲ့ခါမှာဘာလို့တရင်ရလဲဆိုတော့
အဲ့ဒါအမေရိကန်တန်ယုံကဒီတန်ယုံကနေလေးတော့တွေတွေ့တာပြီးတော့သူတို့ကဘာပြောလဲဆိုတဲ့အခါကျတော့အကယ်၍ဆိုရကစစ်တပ်ကပြတ်ခတ်မယ်ဆိုရင်အမေရိကန်တန်ယုံကိုသူတို့အညာဖွင့်ပေးထားမယ်ဆိုတဲ့အခါကျတော့အားလုံးကတက်ကြွကြတယ်။ဘာပြောငါတို့ကအမေရိကန်ရှိနေပြီဆိုတဲ့အကြောင်းမျိုးပေါ့လေထင်သားရအဲ့တော့အဲ့ဒီဆက်သွားကြပြီးတဲ့အခါကျကျွန်တော်ကည9 နာရီလောက်မှာတို့ခမ်းမရှိရောက်တို့ခမ်းရောက်တော့တို့ခမ်းရှိမှာတော်လေးကိုအရင်ကများနေပြီအဲ့ချိန်မှာဂျကားတွေရဲ့ရိတ်ခါတွေလာပို့ကြတယ်အဲ့တော့ကျွန်တော်တို့ကငဲတွေဆိုတော့ကျွန်တော်ကရိတ်ခါတွေကိုခွဲဒီရေရှည်ခမ်းမရှိကတို့ချင်းတဲ့ထက်တစ်ဖက်ကလောစားမဲ့ဟာတွေကိုကျွေးတို့လုပ်ပေးနေတယ်အဲ့တော့အဲ့ဒီချိန်မှာတို့ခမ်းမရှိရဲ့ပေါ်တက်မှာရန်ကုန်တိုင်းကိုချုပ်ရေးခွဲရရှိနေထွက်ကြည့်လိုက်လုပ်နေတဲ့အခါကျတော့ကျွန်တော်တို့ဒီပြောကြံတွေကလည်းပါလဲဆိုတော့ပြည်သူစစ်သားတို့စစ်သားဘုချုပ်ပေးတဲ့စစ်ပညာပြည်တွေတပ်ဖို့ဖို့ဆိုတော့ကြွေးကြော်တဲ့အခါအဲ့လိုကြွေးကြော်နေကြတယ်ကြွေးကြော်နေတဲ့အခါကျတော့10 နာရီကျော်တော့မှမြို့ခမ်းမတွေကနေပြီးတော့ဒီဘက်ကမိသက်ဘက်ကိုတို့အဲ့ရတင့်ကားတွေထွက်သွားကျွန်တော်တို့ကတော့အောင်ဝဲပေါ့လက်တက်ကဆုတ်သွားပြီပေါ့အဲ့ချိန်မှာလည်းဖြစ်နေတဲ့အချိန်မှာတကယ်တမ်းကျတော့အဲ့ကာလမှာမြို့ရင်းဝန်းကျင်မှာရှိတဲ့လူထုကသိမရှိတော့တကယ်တမ်းရှိတဲ့လူတွေကတောင်းကလာမြောက်လာတာကိတအဲ့လိုစင်ကြီးဘုံကလူတွေအဲ့လိုခမ်းမရှိပြေးသွားရှိနေကြတယ်နောက်ဒီဘက်ကဒီတက်ဝဲဥဆောင်တဲ့ကျောင်းသားတွေရှိနေကြတယ်ပေါ့ဗျာအဲ့လိုရှိနေရတယ်ပေါ့ကန်ကားတော့ပြီးတော့စက်ကားတွေထွက်သွားပြီးတော့နောက်ထပ်နိုင်ခွက်လောက်မှာပဲကျွန်တော်တို့အေးစိတ်ခွဲကြံနေတဲ့စက်ကြောင်းတွေဝင်လာတယ်အဲ့မှာကျောင်းဆရာမလေးပါလာပါလိုက်ရှင်းဂိုင်းထိုးထွက်လာကြတဲ့အခါကျတော့သူတို့ကျိုးစိုးလို့9မိနစ်လောက်မှစကားပြောလို့ပဲရှိသေးတယ်အဲ့ဒီကနေတော့သူ့လီပဲဓာတ်ဘက်ကနေပြီးတော့တင်ကား3စီးဖြောက်ဝင်ထားတယ်လုံးပြတဲ့အခါကျတော့ကန်ဆိုးစွာပဲအဲ့ဒီခွဲကြံဘက်ကလာတဲ့အရင်မျိုးသမီးတွေကေဆမ်မာလေးစောင့်နေခွဲရရှေ့ဆုံးမှကြာအဲ့ဒီမှာကျွန်တော်တို့ကနောက်ကိုဆုတ်တဲ့အခါမှာဒီဘက်ကနေပြီးတော့စာရုံးပြန်ရှိမှလည်းစက်ကားနဲ့စီးရဖင်ချင်းထိုးပြီးပိတ်သွားတယ်အောက်ဘက်မှာလည်းတခါဒီမောင်ဝတ်ပန်းချံရဲ့အောက်ဘက်မှာလည်းစက်ကားစီးဖင်ထိုးပိတ်သွားတယ်အဲ့တော့ကျွန်တော်တို့ဒီဆန္ဒပြတဲ့ဒီပြည်သူလူထုကကျွန်တော်ဝဲလေဒီကမလို့မရထိုးရလည်းဒီမြို့ပါလေမောင်ဝတ်ပန်းချံကတော့ချန်စီကိုနေနေပဲရှိသေးတယ်အဲ့ဒီတွေကိုကြော်တက်ကြမတော်တဲ့ညဆွဲခေါ်ကြရှိမှလည်းဒီမှာကြာနေကြအဲ့ချိန်မှာကျွန်တော်တို့ကရိတ်ခါတင်ထားတဲ့အဲ့တော့စိုက်ကားတွေရှိအဲ့စိုက်ကားတွေရိတ်ခါတွေကျွန်တော်တွန်းချလိုက်ကိုကြံပြောအဲ့ထိရပြီးဆွဲတင်တဲ့အခါအောက်ဘက်ကိုဒီကနာလာဘက်ကိုကျွန်တော်ဆင်းတဲ့အခါကျတော့စက်ကားရပိတ်သွားဘယ်တော့မှလုံးလုံးမရဝုန်းဝုန်းဖြစ်တဲ့အချိန်မှာနောက်ပါလေးပြတ်တက်ကြားတဲ့လူကကြာနေကြတယ်ဆိုတော့နောက်ဆုံးစက်ကားကြီးကဝေါ်ဆိုတော့ချွတ်ထွက်သွားတယ်အဲ့ဒီကကျွန်တော်ကအမေရိကန်တန်ကိုထွက်သွားတော့အမေရိကန်တန်ကတော့တော့မလုပ်ငါ့ကိုအသိပိတ်ပြီးပိတ်သွားအဲ့တော့လူလူရတဲ့ခါလေးကြောက်သွားပြီးတော့ဒေါသကြီးအုံးထွက်ပြီးတော့အဲ့နားမှာရှိတာတွေမိပိုက်မှာတက်ခတ်ပြီးတော့ကနာလာဘက်ကိုဆင်းသွားကြကနာလာဘက်ဆင်းရတော့ကနာဘက်ကရောက်တဲ့အခါကျတော့မှဘက်ကဘိုးထောင်ဘက်ကိုလူရှိုးကခေါ်ထက်ပြီးတော့ဒီဘက်ကအများစုကရှုံပြားစီအောင်ပေါင်းမယ်ဆိုထွက်သွားကြအဲ့ဒီမှာကျွန်တော်တို့ကတော့နောက်နေ့မှာကျွန်တော်တာဂီတာကိုပြန်သွားတယ်အဲ့တော့တာဂီတာမှာအဲ့ဒီကသတင်းလိုက်ကြတယ်စိတ်ငြိမ်မှုရှိသေးတယ်နောက်နေ့9 ရက်နေ့မှာကျတော့အဲ့ race ခန်းကိုစတယ်စပြီးကျွန်တော်ထွက်လာတဲ့အခါကျတော့တော့တရားတက်ကိုရောက်တဲ့အခါဒါတက်ကြီးကိုကျွန်တော်ကအဲ့ဒီကစပကင်တာဆိုတော့ဒါကြီးကိုလှန်ထားတယ်ဟိုဘက်ကကျွန်တော်ခုလို့မရတဲ့အခါကျတော့အဲ့ရရှိတက်ပေါ်တာဟိုဘက်တရားလေးကျွန်တော်ဘက်ကတရားလေးကနေစက်ကတိတ်ချလာတယ်ရှိတက်လိုက်တိတ်ချလိုက်ရင်လည်းကြာသွားလိုက်တိတ်လိုက်တိတ်ချရင်လည်းကြာလူတွေကသွေးပုံနေပျောက်ကျသွားတယ်တော့ဒီတက်ပွဲစဉ်းစားတယ်နောက်ဆုံးကိုမစဉ်းစားကြအောင်အားလုံးကကိုယ့်ရဲဘော်တွေကြာသွားတဲ့အခါကျတော့တင်းမဲဆော့တက်ကြဒါပေမဲ့နောက်ဆုံးကျတော့လူ15လောက်ကြာတဲ့အချိန်မှာကြာပြလူကြီးကဘယ်လိုမှဖြစ်ဘူးနောက်ဆုံးဆိုတာနဲ့ကျွန်တော်ကနောက်ဆုံးလိုက်အဲ့တော့ရန်ကုန်မြို့တော့ကျွန်တော်ကပေါင်းလို့မရတော့ရတဲ့ခါကျတော့အဲ့ညမှာတပိတ်ခါတာထိုင်ကြပြီးတော့နောက်နေ့10ရက်နေ့မှာကျွန်တော်တို့ကဆက်ချက်ကိုတွေ့တာအဲ့ဒါကဘယ်လဲဆိုတော့ကျွန်တော်တို့တာရီတာနဲ့သင်္ကန်းကျောင်းပူထားတဲ့ဓာတ်တကြီးကတို့ကဓာတ်ထောင်မရဒါပေမဲ့အဲ့ဒီဒီနာကဘာရှိလဲဆိုရင်ပေါ်သောဆက်ရုံမှာအမှတ်7နော်အာနာရှင်စက်ကအမှတ်7ကတော့ကတ်စကန်ချတာတော့7ကကန်ချလိုက်ခါကျတော့ကျွန်တော်က22ကငန်းချတာတော့ကျွန်တော်ကပေါ်တဲ့အခါမှာအဲ့ဒီချိန်ကလည်းအဲ့ဒီဒီနာကဘာလဲဆိုလို့ရှိရင်ကျွန်တော်စက်မှုရဲ့ပုတ်ကဖျာတော်တွေပဲရှိတယ်အဲ့ဒီမှာတက်တဲ့ခါကျတော့တက်လို့မရတဲ့အခါမှာနားမှာရှိတဲ့ဒီစက်မှုလက်ပုတ်ရဲ့ပြောင်းကအားကြီးကိုတက်ပြီးတော့မောင်းလိုက်ကြဘောကတက်မောင်းအဲ့ကားပြချတော့ခုံချဖျာတော်ကပြချထားတဲ့ခါကျတော့ကျွန်တော်တို့ရဲဘော်ကျွန်တော်ငယ်ငယ်ဆိုရင်ဝင်းနိုင်ဆိုရင်အဲ့မှာကြာသွားတယ်သူ့ကိုဆွဲပြီးတော့ပြန်ပြေးလာတယ်ကျွန်တော်တက္ကသိုလ်ကျွန်တော်ပေါ်မှာနေတာဟုတ်ပြန်ပြေးလာတဲ့ခါကျတော့သူ့ပြန်ပြီးတော့အကျိုးဘိုးပါကိုလုံးကြတယ်ပြီးရင်နေ့အထိအဲ့စက်မှုတွေရောက်ွက်တူပိတ်ထားဘယ်မှမပြီးဘူးနောက်တော့3နှစ်ကြာဝင်ပြီးတော့ဝင်လဲဝင်တော့အဲ့ရက်ကွက်မှာရှိတဲ့ရက်သားတွေပုံများကိုတက်ထားတာဒီမကောင်းရှိမကောင်းဖြစ်ဟောသူတို့တွေကကျွန်တော်တို့ဖြစ်တဲ့အချိန်မှာထပ်ပြီးတော့ဆဲအောင်စက်ကအဲ့ဟိုရက်ကွက်တော့ပြင်ပြစ်အဲ့တော့ကျွန်တော်တို့ကဘာလုပ်ရလဲဆိုရင်ကျွန်တော်တို့တက္ကသိုလ်မှာရှိတဲ့ထေယုတ်ဆက်ရုံကနေပိစာတွေယူပြီးတော့အဲ့လောင်းတွေကိုကျွန်တော်တို့ကကားတွေတင်ပြီးတော့
တာဂီတာကကျွန်တော်တို့10တောင်ကသုတ်တန်ထဲမှာကျွန်းကျွန်းနဲ့တူ50လောက်ပြုတ်လိုက်ရတဲ့စကားဖြစ်သွားနောက်ရက်တွေမှာတော့အားလုံးသိရတဲ့အတိုင်းပဲဒါလည်းလူတွေအားဆုံးဟောဖြစ်လာတယ်အဲ့ချိန်မှာဘာဖြစ်လဲဆိုလို့ရှိရင်ဒီမန္တလာကိစ္စတုံးကမတရားနှိမ်ခံနေရတဲ့လူဒန်းစားတွေဝါကိုဖြစ်တဲ့တက်ခံတဲ့လူဒန်းစားတွေကမကြက်တွေဖြစ်ပြီးတော့ဘာလို့ကျွန်တော်တာဂီတာမှာဆိုလို့ရှိရင်ရဲဥတ္တကြကြောက်ကိုကျွန်တော်လူသမီးတွေကနေပြီးတော့ခါတိုင်းခုတ်တက်တဲ့ဆင်ကြောက်သွားကြဒါကကျွန်တော်တာဂီတာမှာဖြစ်ခဲ့တဲ့ဖြစ်နေမှာပေါ့ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အဲ့တော့ရန်ကုန်နေမော်ဘဲနဲ့ကိုချုံဆိုအဲ့တော့မဘိုးမှာလာပြီအဲ့မဘိုးမှာအဲ့မှာလှူရှားမှုကဘယ်လိုကြုံရလဲပြီးတဲ့ခါကျတော့ကျန်တဲ့ရန်ကုန်တို့ဘာလို့တည်နေလို့ကြားလဲကြားပြီးတော့ကိုဘက်မှာအင်အားတွေအစုပြီးတော့လုပ်တဲ့ဟာတွေဘယ်လိုပုံစံရှိလဲကိုပြောပြပါ အဲ့ဒီ88ကာလာကအမှန်တကယ်တော့ဒါ BBC ကနေပြီးတော့ဒီရက်ကိုပေါ့နော်အချိန်ကာလတစ်ခုနေနဲ့သူကတတ်မှတ်ပြီးတော့တက်ခဲ့ပေးထားရတော့ဒါပေမဲ့အဲ့ဒီအချိန်ကာလမှာကလည်းရင်းဌာနတွေကနားထောင်ရရင် BBC ကိုပဲအားကိုးရတာသူတို့အဲ့ကနေပြောတဲ့သတင်းပေါ်မှာမြင်ပြီးတော့ကျွန်တော်တို့အဲ့ဒီကဆိုရင်ခုနကဝေဆက်ကူဗီဇာပတ်စံလေးပြောရတယ်အဲ့ချိန်တော့ကျွန်တော်ဘုကောလိပ်မှာဒုတိယနေ့အဲ့ဒီချိန်ပတ်စံတွေပေါ့နော်တိန်းတဲ့ချိန်ကမှာအဓိကတွေ့သွားတာကကျောင်းသားတွေသူတို့ရဲ့ဘုရားလိုစာဝဲချိန်နဲ့ဖြစ်တဲ့ချိန်ဖြစ်တဲ့ချိန်သူတို့ကပြန်ဖို့အတွက်ပတ်စံခက်ခဲတွေကြုံပြီးတော့အဲ့မှာနေနဲ့နေကံမိဘတွေကနေပြီးတော့အောက်ပန့်ပြီးတော့ပြန်သွားကြတယ်အဲ့ဒီချိန်တော့ကျွန်တော်သူတို့ပြောခဲ့တဲ့အဲ့တော့ကျွန်တော်တို့နိုင်ငံရေးသိပ္ပံကတင်ရတယ်နိုင်ငံရေးသိပ္ပံတင်တော့နိုင်ငံရေးသိပ္ပံဆရာကကျွန်တော်တို့ဘာပြောလဲဆိုတော့မင်းတို့တွေကွာတဲ့မင်းတို့တွေကလုံကြီးလေးရလဲဟောပေါ့တူထက်ထက်ပေါ့လူလေးကြီးတော့လဲကလန်ကလားတွေနဲ့မင်းတို့စိတ်တက်တွေကနိုင်ငံရေးစိတ်တက်မရှိဘူးပေါ့ဟောတော့ဆိုရင်နိုင်ငံရေးသမားတွေဆိုတာကဘလို့ပေါ့အဲ့လိုအင်းကြီးနဲ့ဘလို့ပေါ့ပြောကြတယ်ပေါ့လူမရှိဘူးပေါ့အဲ့တော့ကြည့်တော့လေဟုတ်တယ်ကိုဘေးကကြည့်တော့လေခဏလေးတွေနဲ့အဲ့လိုပေါ့ကလန်လေးတွေပေါ့ဖြစ်တဲ့ခါကျတော့သူ့ရဲ့စကားကလည်းမှန်တယ်လို့ပေါ့ဒါပေမဲ့တကယ်အဲ့ဒီဝေးစက်ကူကိစ္စနဲ့ပတ်သက်ပြီးတော့ဖြစ်လာတဲ့ရန်ကုန်ကနေပြီးတော့ကျောင်းတွေပေးလိုက်တယ်အချိန်ကမှကျောင်းသားတွေရဲ့စိတ်ထဲမှာဟောဘာတွေ့လဲဆိုတော့ဒီနိုင်ငံရေးဆိုတာမွေးယူလို့မရဘူးဆိုတာဘာတွေ့လဲအဲ့တော့အဲ့ဒီကနေပြီးတော့ဖြစ်လာပြီးတော့ကျွန်တော်တို့တွေပေါ့နော်ကျောင်းသားတွေရဲ့ဒီပေါ့နေဘက်ကကျောင်းသားတွေဒီစာသားရအဲ့ကကောလိပ်ကကျောင်းသားတွေဟာဘူးချလာပြီးတော့တယောက်ဆက်သွယ်မှုတွေရှိလာတယ်အဲ့ဒီမှာ88မှာကျွန်တော်တို့ဘကိုးအနေနဲ့ဆိုရင်ကျွန်တော်တို့ဘကိုးတိုင်းကျောင်းသားတမကအဲ့ national ကျောင်းမှာကျွန်တော်တို့ဖွဲ့ခဲ့တယ်ဖွဲ့ခဲ့တဲ့အခါမှာအဲ့ဒီမှာအာနာသိန်းတဲ့18ရက်နေ့စက်တင်ဘာ18ရက်နေ့အာနာသိန်းတဲ့ချိန်ကမှတ်ရကဘာဖြစ်လဲဆိုတော့အဲ့ဒီမှာကျွန်တော်တို့ဒီဘကိုးတိုင်းရဲ့ဒီတမဌာနချုပ်ကသူကတောင်ပေါ်မှာရှိတာအဲ့တော့သူတို့ဌာနချုပ်တွေအားလုံးကိုရန်ကုန်ခေါ်တယ်ရန်ကုန်ခေါ်ပြီးတော့သူတို့အဲ့ဒီမှာသူတို့ရဲ့စီစဉ်တွေသူတို့စတက်ကဆွဲကြတယ်ဆွဲတဲ့ချိန်ကမှသူတို့ပြန်လာတယ်ပြန်လာတဲ့အချိန်ခါမှာပြောတော့အားလုံးကပေါ့အမှကျွန်တော်တို့အမှအဖွဲ့တွေကျောင်းသားအဖွဲ့တွေကျောင်းသမဂ္ဂအဖွဲ့တွေရဟန်းပြူအဖွဲ့တွေနောက်ခြားသောအဖွဲ့တွေကအားလုံးစီပြီးတော့အဲ့တော့သူဘာလုပ်ကြမလဲသူကတော့ဒီလိုလုပ်နေကြပြီဒါပေမဲ့အားလုံးကသူတို့လုပ်ပြီးပဲကိုအစီအစဉ်မှာအဲ့ချိန်ကမှကျွန်တော်တို့ကလုပ်ချင်တဲ့ဆန္ဒပဲရှိတယ်ကျွန်တော်ကဘာမှအစီအစဉ်မရှိဘူးဖြစ်နိုင်ရင်ဘာလို့ကျောင်းသားအားလုံးကသူကသဘောကမခံကျင်တဲ့စိတ်နဲ့လုပ်တာလည်းရှိတယ်အဲ့ဒီတော့ဘာမှတမိုင်းတွေဖို့တို့ဘာယူဝဲချက်ညာရွေးလည်းမရှိဘူးဒါပေမဲ့စစ်တပ်ကလည်းသူတို့ရဲ့လက်ရှိအဲ့ဒီတော့အောက်ချုပ်နေတဲ့အစိုးရမှာကဘလို့စီစဉ်ရှိတာလဲအဲ့တော့ဒီတို့ဒီကပြောတော့ကျွန်တော်အမှကျွန်တော်တို့ညှိတဲ့အခါမှာကျွန်တော်တို့တွေဘောရာကွဲပြားပါရှိခဲ့တယ်ဘာဖြစ်လဲဆိုတော့ရဟန်းပြည်တပကဘဲကနေပြီးတော့ဒီနေ့ကိုရန်ကုန်ကနေပြီးတော့အစည်းအဝေးလာတဲ့ဒီတောင်ကိုသွားမဲ့စစ်ကားကိုသူတားမယ်တားပြီးတော့သူတောင်းဆိုတယ်ရတယ်တို့ပါပဲကျောင်းသားတွေကကျွန်တော်တို့ကနေပြီးတော့မလုပ်ပါနဲ့ဘာလို့သွားပဲမသွားပါစေနောက်ဆက်သွားမယ်ဒါပေမဲ့မရဘူးသူကသွားတားတဲ့ချိန်ကမှာအဲ့ဒီနေ့မှာဘကိုးတဲ့ကန်ဆယ်တဲ့တင်ပြီးအဲ့ဒီမှာသူတို့တွေပြည့်တဲ့တနတ်တန်ကျွန်တော်ကတနတ်တန်ဆိုတာကကျွန်တော်ကရုပ်ရှင်ထဲမှာပဲကြားဘူးလားတကယ်အဲ့ဒီမှာတကယ်ဟိုကသဘောလေးကိုစီးပူးပြီးလှိမ့်တဲ့အတိုင်းပဲပြည့်တဲ့ကမှာအဲ့ချိန်ကမှာမနေ့ကကျွန်တော်တို့အစောကြီးပြီးတော့ကျွန်တော်ကအဲ့ဒီဘကိုးတိုင်းကျောင်းသမဂ္ဂမှာကျွန်တော်ရုံးဖက်မှာကျွန်တော်ပါတဲ့ခါကျတော့ကျွန်တော်အဓိကကြောက်တာကကျောင်းထဲမှာကျန်နေခဲ့တဲ့ကျွန်တော်တို့ရဲ့ကျောင်းသားတွေရဲ့မှတ်တမ်းတွေကျောင်းသားတွေရဲ့နာမည်တွေနောက်တစ်ခါစာရွက်စာတမ်းတွေအဲ့ဒီကမှာကျွန်တော်လည်းကျောင်းတော်ငယ်ချင်းတွေမနေ့အစောကြီးကျွန်တော်သွားတဲ့ချိန်ကမှာကျွန်တော်သွားလို့မရတော့ဘဲနဲ့ကျွန်တော်တို့နောက်ကိုစစ်တပ်ကတကယ်ဟိုဒီတနတ်တွေနဲ့အားလို့
လမ်းကျူလမ်းကြားတွေကစပြီးတော့အကုန်လုံးကျွန်တော်တောက်ကိုလိုက်လာပြီးတော့အဲ့ချိန်ကမှအဲ့ဒီရဲ့တောက်ကူလမ်းမကြီးပေါ်မှာတွေးနေတာဒီလိုကောင်းနောက်ချိန်မှာအမှမိသက်ကိုင်းတဲ့ချက်ချင်းရည်တွေဖြန်းပြီးတော့သူတို့အဲ့ဒါတွေကိုလုပ်ကြဖြတ်စည်းပြကြတယ်နော်အဲ့ချိန်ကမှကျွန်တော်တို့အဲ့ဒီရဲ့ national ကျောင်းရှိမှာရှိတဲ့အဲ့ဒီကျောင်းရဲ့တောင်းမှာကျွန်တော်တို့ကြောက်တိုင်လုပ်တယ်သူကချက်ချင်းမနေ့ပြီးညနေပြီးတယ်နောက်ဒီစင်တိုင်းတော့မှသူတို့အကုန်လုံးပေါ့နော်အစားဖြောက်ခဲ့ပြီးတော့သူတို့လုပ်ဝမ်းနိုင်တယ်နောက်တစ်ခါတော့အများကြီးပေါ့လေဒီရဲ့ဒီမှာချိုးလေးကလေးငယ်လေးတွေခုနလိုပဲပြစ်တဲ့ရဲရတယ်ပြစ်တဲ့စစ်တပ်ကလည်းကိုတိနေတယ်လို့ဘလို့ရင်နာဖို့ကောင်းလဲဆိုတော့တကယ်တော့တချို့ကိစ္စတွေကကိုယ်တိုင်မြင်မှုကိုယ်တိုင်ခံစားမှုမှခံစားလို့ရတယ်အားသူဘောလေချိုးရတယ်88ဆိုတာပါလေချိုးကဘာကောလဲဆိုတော့လမ်းကြောင်းတွဲအောင်ပေါ့ဘလင်းတော့ခုနလိုပေါ့သူရဲ့ခံစားမှုနဲ့ခေါင်းဖြတ်တာပဲဟိုမှာဟိုဒီမင်းမဲစရက်ကြီးဆိုတဲ့တော့ဒါပေမဲ့တကယ်88ကတကယ်ခံခဲ့ရတာပါတကယ်သူတို့ရဲ့အားလုံးရဲ့ဒီကလှူရှားခဲ့တဲ့အားလုံးရဲ့ဖြစ်တဲ့အခုဒီတော့စစ်တပ်ကတော့ဝူသားစွာနဲ့သူကတိုင်းပြည်ကိုကောင်းစေချင်လို့လုပ်ခဲ့ကြတာတော့အမှန်ပါပဲကျေးဇူးပဲအဲ့တော့ကျွန်တော်တို့ခုနကကိုချိုးလည်းပြောတယ်အဲ့ကာလမှာမြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီကအရန်ကြီးစိုးတာလေတက္ကသိုလ်တို့ဘာမှဆိုလဲလမ်းစဉ်ပါတီပါညာဆိုပြီးတော့အဲ့လိုလမ်းစဉ်လူငယ်အစည်းအရုံးပါညာဆိုလုပ်တယ်ဒါပေမဲ့အဲ့အချိန်မှာရှိတဲ့လူငယ်တွေကဒီ88မှာအကုန်လုံးဖွက်လာဖို့အတွက်ကဘုံစိတ်ဆိုတာလိုအပ်တယ်အဲ့လိုအပ်တယ်ဆိုတော့ကျွန်တော်တို့ဦးချင်းအရဆိုလို့ရှိရင်တော့အဲ့ကာလမှာနိုင်ငံရေးစာပေဆိုလို့အရင်လွတ်လပ်ရေးတက်ပွဲရစာအုပ်တွေပဲရှိရတယ်။ဥပမာဒလိမ့်မောင်ကျောင်းသားတို့ရှေ့ကနေဦးတော်သူမာတို့ဒါမျိုးတွေကိုကျွန်တော်တို့ကဖတ်ပြီးတဲ့အခါကျတော့ဘုံစိတ်ဝေးကြတယ်ပြီးတော့ရာမရဆောင်မှရှိတဲ့လမ်းစဉ်ငယ်အစည်းအရုံးတို့ပါအဲ့မှာသွားပြီးတော့ကျွန်တော်တကယ်ရင်းနေပါလေဆိုတော့ငါစာအုပ်တို့ရင်းနေတာတကယ်ရှုမောင်နောက်ဆုံးနေများတော့အဲ့လိုမျိုးတွေမှာပြောတဲ့ဟာမျိုးတွေရှိတယ်။ပြောနေတဲ့နေရာကလမ်းစဉ်လူငယ်ရုံးဘောကြရုံးကြီးတွေမှာသွားပြောတာပါ။အဲ့လိုဘုံစိတ်တွေကတော့ရှိလာတယ်။သို့တော်လည်းတကယ်နိုင်ငံရေးမှန်းချက်တို့ဘာလို့ဥတီချက်တို့ဘာလို့တေးချာမရှိတာလေတော့နော်အဲ့ဒီဟာမျိုးတွေကနေပြီးဒီရှစ်လေးလုံးပေါ်လာတဲ့အခါမှာဘယ်လိုမျိုးခုနစိတ်ဓာတ်တွေစုမိလာလဲဆိုတော့ကိုဝန်းတဲ့လူတွေပေါ်လေးပြတယ်အများဟုတ်အဲ့ဒါတော့စိတ်ဝင်စားဖို့ကောင်းပါလေ။ဘာကြောင့်လဲဆိုတော့ဒီတစ်ချိန်လုံးကဒီရှေ့ဆောင်လူငယ်တို့လမ်းစဉ်လူငယ်တို့ဥပမာပြရမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီဘာကကိုကြီးဆိုတာလမ်းစဉ်လူငယ်ပေါ့လေ။ဒါပေမဲ့သူစိတ်ပြောင်းသွားတယ်။ပြောင်းသွားတယ်ဆိုတော့ဒီကိုထိန်လေးဆိုလည်းလမ်းစဉ်လူငယ်ကျွန်တော်ကကျတော့နည်းနည်းပို့တယ်ကျွန်တော်ဗိုလ်တင်တန်းဖြည့်ဖို့လုပ်ထားတဲ့ကောင်ပေါ့လေဗိုလ်တင်တန်းဖြည့်ထားပြီးတော့အဲ့ကာလမှာကျွန်တော်ကျောင်းပြီးကာလစစ်ဖို့ဖြစ်ချင်တဲ့ကောင်ဒါပေမဲ့88ကကျွန်တော်လုံးဝ black and white ပြောင်းပလိုက်ဟိုစစ်ဖို့ဖြစ်ချင်တယ်ဆိုတော့အဲ့တုန်းကကျွန်တော်တို့အတွက်ကဘာအနာဂတ်မှမရှိဘူးဘာအနာဂတ်မှမရှိတဲ့အချိန်မှာစီဝိုင်းတိုင်ဝမ်နဲ့ဝင်လို့ရှိရင်ဝန်ထမ်းတိုင်ဝမ်နဲ့ဝန်ထမ်းတိုင်ဝမ်နဲ့မှလည်းဒီစစ်တပ်တိုင်ဝမ်နဲ့အဲ့ဒါဆိုရင်ကို future ကိုတခုခုတည်ဆောက်လို့ရတယ်။ဒါကကျွန်တော်အဲ့ခေတ်မှာရှိတဲ့မဆလာလူငယ်တွေအားလုံးရဲ့ dream ပဲပေါ့နော်။စူးစမ်းအဲ့ဒီလောက်နဲ့ပဲလာနေရင်းနဲ့ဘာဖြစ်သွားလဲဆိုတော့88ကကျွန်တော်တို့အများကြီးပေးပလိုက်တယ်။အများကြီးပေးပလိုက် stop အများကြီးပေးပလိုက်အထူးဖြင့်ကတော့အဲ့ဒီရှစ်လေးလုံးညအောင်ရှစ်လေးလုံးညအောင်ကမျိုးမှာဒီကျွန်တော်တို့အဲ့ဒီလှူရှားမှုတွေဖြစ်တဲ့အချိန်မှာသမင်းတုပ်တွေကျွန်တော်ပေးရတယ်ကျောင်းသားတွေပါလေစသဖြင့်အားလုံးတို့ကကမ္ဘာမှာဆွေးရတာပါသမင်းတုပ်တွေကျွန်တော်ကစီစဉ်ပေးရတယ်ကျွန်တော်ကြောက်ကြရမှနေတာသမင်းတုပ်တွေစီစဉ်ပြီးတော့ကျွန်တော်တို့ကအိမ်ပြန်ပြီးလာတဲ့အချိန်မှာလည်းညဒီ9နာရီ10နာရီလောက်မှာတို့စစ်တပ်တွေအချိန်ပြောင်းလို့ပြီးတဲ့အခါထားပြစ်တဲ့အခါကျတော့အဲ့လိုမျိုးဖြစ်တဲ့အခါကျအဲ့ဒီမှာကောက်ခံငင်ကဒေါသကြီးဘလို့ဖြစ်တော့ကိုယ့်ကိုယ်လည်းဒီနေ့အဲ့ဒါကိုပြန်ပြီးဒိတ်နဲ့ပေါ်လို့မရဘူးကျွန်တော်ဘာလုပ်လဲဆိုတော့အိမ်မှာရှိတဲ့ငကြီးတောင်ဓာတ်ကိုဆွဲပြီးဆင်းပြေးသွားတယ်တတိလက်လွတ်ကိုအကုန်ဖြစ်သွားတယ်စီးပြေးသွားပြီးတော့အဲ့ထဲကိုသွားပြီးတော့တကယ်ကြီးနဲ့ဝိုင်းဆွဲရဓာတ်နဲ့ဆိုအန်တီတိတ်များတေဝါနိုင်တာပြီးတဲ့အခါကျမှအဲ့ဒါကိုလမ်းမှာတိချပြီးတော့အဲ့မှာရှိတဲ့ဒီကလေးတွေပေါ့တော်တော်ငယ်ပါလေတကယ်အခြေခံကျောင်းသူကျောင်းသားလေးတွေအဲ့ဒီကနေရရဆွဲထုတ်ပြီးတော့အကုန်လုံးဒီထွက်ပြေးဖို့ကျွန်တော်တို့ဆွဲပြေးတာလေဆွဲပြေးနဲ့အဲ့ဒီညကိုကျွန်တော်တို့ဒေါသရင်းနဲ့ပုံဆုံးသွားပြီးတော့နောက်နေ့မနေ့ကျတော့အဲ့ဒီကဘလုံးတန်ဆူကျိုးတွေကာပြီးတော့တွေးခွက်တွေပဲတွေးရတယ်တွေးခွက်ဆိုတာဒီမိသားကားနဲ့ရှင်းထားတဲ့တွေးခွက်တွေပေါ့လေအဲ့ဒီမှာကျွန်တော်လုံးဝပြောင်းသွားလုံးဝကိုချိုးချပြီးပြောင်းသွားတယ်ဘယ်တော့မှစစ်တပ်တွေကမဝင်ဘူးအဲ့စစ်တပ်ကိုတိုက်အဲ့ဒီစိတ်ဝင်သွားတယ်အဲ့စိတ်ဝင်သွားလုံးဝတိုင်းတိုင်းချပြစ်သွားတယ်ချပြစ်ပြီးတော့နောက်ပိုင်းကျတော့ကျွန်တော်ဒီလိုလူငယ်တမကားတွေပါဖွဲ့စည်းတယ်ပြီးတဲ့အခါကျတော့ဒီ NLD ပေါ်လာတဲ့အခါကျတော့ဒါအဖွဲ့ချုပ်လူငယ်တွေနဲ့နောက်ဆုံးတောက်ချောက်
ယနေ့အထိပဲပေါ့လေတတ်နိုင်တဲ့ဘက်ကနေဆိုတော့နိုင်ငံရေးကိုဒီဇိုင်းမှန်မှန်နဲ့လုပ်နေဆိုတာတန်လိုက်တာဒီနေ့ထိခံပါလို့ပဲအဲ့ဒါရှင်းလေးလုံးကကျွန်တော်ကိုပြောင်းပေးလိုက်တယ်လို့ပြောရမှာပါလေဒါမှမဟုတ်တစ်ချိန်လုံးကမဆလာလူငယ်တွေဆိုတာလည်းပဲအကုန်လုံးကကျွန်တော်တို့မျိုးပဲဟိုအများကြီးပြောင်းသွားကြလိမ့်မယ်တစ်ချိန်တော့ရွေးချယ်စရာမရှိလို့တော့ဒီအစုအဖွဲ့လေးထဲမှာဟာဒီ activities တွေလုပ်နေကြလို့ပဲလေတကယ်ရှင်းလေးလုံးဆိုတဲ့အရာကြီးပေါ်လာတဲ့အခါမှာ mindset တွေအကုန်လုံးကဒီအကောင့်တွေကိုပြောင်းချသွားကြတယ်လို့ကျွန်တော်ကမြင်နေတာ ခုနကမစောမမြတ်မှာပြောလို့ဒီရှစ်လေးလုံးထဲမှာပါလာတဲ့ဟိုဖြစ်ရတယ်လို့ပေါ့နော်အဲ့နောက်ပိုင်းမှာအမဒီရှစ်လေးလုံးရေးကင်းထဲမှာဝင်လိုက်တယ်ဝင်လိုက်ပြီးတဲ့အခါကျတော့အဲ့ဒီအချိန်မှာဒီရေးတော်ဘုံကြီးကအောင်မြင်မယ်လို့ထင်ခဲ့တာပြီးတော့အဲ့လိုဘယ်လိုယူဆခဲ့လဲပေါ့နော်ပြီးတဲ့အခါကျတော့စစ်တပ်ကအာဏာသိမ်းသွားတဲ့အခါမှာဘယ်လိုခံစားချက်ဖြစ်သွားလဲအမအဲ့ဒီဟာလေးပြောပြပါ ကျမစစ်ဖို့တပီးပါနော်အဖေကဘုံကြီးစောပြသိမ်းပါနော်နောက်ဆုံးအဖေကတိုင်းမြို့နယ်အမှတ်ပါနော်အဖေကိုယ်တိုင်ကလည်းဘယ်လိုခေါ်မလဲစစ်တပ်ထဲမှာလုံနေပေမဲ့သူကမျိုးချစ်စိတ်ပုဂ္ဂိုလ်တယောက်ဖြစ်ပါတယ်သူကဦးနေဝင်းကိုစပြီးတော်လာလိုက်တဲ့အချိန်ကစပြီးတော့သူ့ကိုကြောက်ထိုးလိုက်တယ်တကယ်ဆိုရင်အဖေရာထူလောက်ကဟာလာဦးစိန်လင်းတို့အဲ့လို level မှာရှိတယ်ပဲအဖေကိုကြောက်ထိုးလိုက်တယ်နော်အဖေကြောက်ထိုးလိုက်ပြီးတော့ဟိုတိတ်အေးမပါတဲ့ယာတူတွေပေးထားတာပေါ့ဒါပေမဲ့ကျမအဖေကတိုင်းပြည်အတွက်လုပ်တာဆိုတော့ဘယ်နေရာမှာပဲလုပ်ရသူကနောက်မဆုတ်ဘူးယာတူလည်းပေးတယ်နေအဖေလည်းဆိုသူစစ်တပ်ထဲမှာနေတော့သူကတကယ်မျိုးချစ်တဲ့စစ်တပ်အနေနဲ့နေခဲ့တာလေဟိုအစိုးရရှင်ကလည်းဘာမှလက်ပေးလိုက်ယူလဲလုပ်ခဲ့တာလူစားမျိုးမဟုတ်ဘူးနော်စစ်တပ်ထဲမှာနေတဲ့စစ်သားရမှာနေတဲ့ကျမတို့တွေကဒီစစ်သားတွေနဲ့အတူတူဟိုဘယ်လိုခေါ်မလဲပတ်ဝန်းကျင်မှာကြီးထွားလာတယ်ပဲဟင်းစားကြီးလာရတယ်နော်ဒီလိုဟိုဘယ်လိုခေါ်မလဲဟိုအဆောင်တွေကားတွေနဲ့ဒီလိုမျိုးနေခဲ့ရတယ်စစ်တပ်မဟုတ်ဘူးဆိုတော့ကျမတို့ကတကယ်စစ်တပ်သားသမီးအစ်စ်ဖြစ်တယ်ဒါပေမဲ့မြင်တွေ့နေရတာစစ်တပ်ကဒီလိုလုပ်နေတယ်ဆိုတော့စစ်တပ်ကိုတော်လှန်ခြင်းနဲ့စိတ်ကပေါ်လာတယ်ဒါပေမဲ့ကျမ89ခုနှစ်မှာအာဇာနည်နေ့မှာထောင်ချရတယ်တော့ကျမထင်တာကကျမတို့စံပြအနေနဲ့ဟိုစစ်တပ်ကသားသမီးအနေနဲ့ထောင်3နှစ်နဲ့ဟိုအလုပ်ချမ်းတဲ့ထောင်တာ3နှစ်ဆိုပြီးချလိုက်တာပေါ့နော်ကြံခင်းစေးပေါ့ကြံခင်းစေးပေါ့နော်ဟိုဘာမှတော့မသိလိုက်ဘူးကျမတို့က9ညဆိုတော့1ရက်2ရက်3ရက်4ရက်5ရက်ပြည့်တော့ကတော့လွတ်ပြီးလို့ထင်တာမလွတ်ခဲ့ဘူးပေါ့နော်ဆိုတော့ကျမထင်တာဟိုစစ်တပ်ကိုမုန်းတာဆိုတော့တကယ်လို့နေတဲ့စစ်တပ်ကိုကျမမမုန်းဘူးသို့တော့ပတ်ဆိုင်ယူနေတဲ့စစ်တပ်လက်စားနေတဲ့စစ်တပ်အာဏာယူနေတဲ့စစ်သားကိုတော့ကျမတို့မုန်းတယ်ကျမတို့ခေတ်တုန်းကစစ်သားဆိုတာရွှေဝတ်တာမတွေ့ရဘူးနောက်ပိုင်းမှာဟာလာစစ်ဗိုလ်တွေဗိုလ်ချုပ်ကြီးတွေမပြောနဲ့ရိုးရိုးစစ်သားတော်မှရွှေတွဲလဲနဲ့နော်လက်စော့ကရွှေလက်စော့အကွေးအတန်းနဲ့ဒါတွေကိုမြင်ရတယ်ပြီးတော့ကျမဘယ်လိုစစ်တပ်လဲပေါ့နော်ဟိုအမေတမပြန်ပုံးချိုးဖို့ကောင်းတယ်စစ်တပ်ရဲ့စစ်သားကြော်တွေဆိုတာဆိုတော့လေရွှေတုံးဝင်းနဲ့ကျမတို့ငယ်တော့ပြင်ပြောရတယ်စစ်တပ်လည်းမဟုတ်ဘူးနော်ဒါပေမဲ့အဖေကကျမတို့ကိုသင်ခဲ့တာကဟိုကျိုးနွန်ရမယ်ဟာလာရိုသေရမယ်လေးစားရမယ်ဟာလာတယောက်နဲ့တယောက်ယဉ်ကျေးမှုရှိရမယ်ဆိုတာကိုသင်ထားခဲ့တော့ကျမတို့စိတ်ကဒီလိုမဟုတ်မခံဒီလိုမျိုးပြစ်နေခတ်နေတာကိုမြင်တော့မခံချင်ဘူးရှင့်မခံချင်တော့စစ်တပ်ကို against လုပ်နေတယ်လောက်တာဟုတ်အခုလည်းလောက်တော့မယ်အခုလည်းပြောတော့မယ်အခုလည်းအဲ့ဒီဟိုနိုင်ငံရေးနဲ့ပတ်သက်လို့ပြောပေမဲ့ကျမနိုင်ငံရေးသမားမဟုတ်ပေမဲ့နိုင်ငံကိုချစ်တဲ့စိတ်နဲ့တော့ကာပြခြင်းတဲ့စိတ်ကတော့ကျမတို့မှာအများရှိနေပါတယ်ဒီရှင်းလေးလုံးကစခဲ့တာပေါ့လေပွန့်ပွန့်လင်းလင်းပေါ့အခုအမေရိကန်နိုင်ငံရောက်တဲ့အခါကျတော့ကျမတို့ကကိုပြောချင်တာကိုပွန့်ပွန့်လင်းလင်းပြောတယ်ကိုဖမ်းမဲ့လူလည်းမရှိဘူးပေါ့နော်အဲ့တော့ဟိုစစ်တပ်ကိုအခုရှိနေလက်ရှိနေတဲ့စစ်တပ်ကကျမတို့ပြည်သူကိုပြန်ကြည့်မယ်ဆိုရင်ကျမတို့ခတ်ခဲ့တဲ့တန်တွေပေါ့ကျမတို့ပြုတ်ခဲ့တဲ့သူတို့အဖြူအမေတွေကိုခွင့်လို့အလွယ်တကူရတယ်အဲ့တော့ကျမပြောချင်တာစစ်တပ်ကိုကြိုးစားရတယ်ပြည်သူတို့ကိုစောင့်ရှောက်ပါတိုက်ပြည်ကိုချစ်ပါလို့ကျမဒါပဲပြောချင်ပါတယ်ရှင်ဟုတ်ကဲ့အဲ့တော့ဒီရှစ်လေးလုံးကာလမှာနိုင်ငံရေးပါလာပြီးတဲ့အခါကျလည်းတောက်လျှောက်အဆက်ပါလေအဲ့လိုမျိုးနိုင်ငံရေးထဲမှာအကုန်လုံးကပါဝင်လာကြတာပေါ့ဒီတော့တင်ရတာပေါ့လေအဲ့တော့ရှစ်လေးလုံးမှာခုနကတော့အာနာရှင်ဆိုရကတမျိုးပြောတယ်အဲ့လိုပဲကျွန်တော်တို့ဒီဒေါ်လာရေးအင်အားစုတွေထဲမှာလည်းတချို့ပြောတဲ့အခါတွေရှိတယ်ပေါ့အဲ့ရှစ်လေးလုံးကိုဘယ်လူကနေပြီးတော့စတင်ပြီးတော့လောက်တာဘယ်အဖွဲ့အစည်းကလောက်တာဘယ်အဖွဲ့ကကြိုးကန်တာဆိုတာမျိုးအဲ့လိုမျိုးစုံပြောတာပေါ့နော်
ဒါမဲ့ဒါကိုကျွန်တော်တို့ဆိုလည်းကိုယ်တိုင်ကိုကြပါလာကျွန်တော်တို့ဆိုလည်းဘယ်ဖွဲ့စည်းနဲ့မှဘာမှမသိနေတာမျိုးတွေပေါ့နော်အဲ့တော့အဲ့ဒီလိုမျိုးဘယ်ဖွဲ့စည်းကနေပြီးတော့ကျိုးကံပြီးရှင်းလင်းလို့ပေါ်လိုက်တယ်လို့ဘာလို့အမောက်ပြောကဘာရှိတယ်အဲ့ဒါနေနဲ့ပတ်သက်ပြီးတော့ကိုလေးဘယ်လိုသဘောရလဲရှင်းဒီမှာကျွန်တော်ခင်ဗျားသုံးသပ်တယ်လို့ကျွန်တော်ကိုပဲကျွန်တော်ပြန်သုံးသပ်မယ်လို့ကျွန်တော်မှာဘယ်အဖွဲ့အစည်းမှာ influence လုပ်တာမရှိဘူးဒါပေမဲ့ကျွန်တော်ကဒီစာအုပ်အစိမ်းထဲမှာကျွန်တော်တို့ကလက်ရဆိုတာ American West ပေါ့သူတို့တွေရဲ့လက်ရအဖြတ်သမားပေါ့ကျွန်တော်တို့ကပစိန်လုံးများပေါ့အဲ့လိုမျိုးကျွန်တော်တို့ဆွဆွဲပြီးတော့ရေးတာရှိတယ်ကျွန်တော်အကြောင်းအထူးသဖြင့်ကျွန်တော်အမျိုးသမီးကိုကျွန်တော်ပို့လိုက်တဲ့စာလေးကိုပေါ်ပြီးတော့ရေးတာရှိတယ်အမှန်တကယ် we don't know anything about it ကိုပြရင်ကိုရှင်းရှင်းလေးပြောမယ်ဆိုကျွန်တော်74မှာ high school ကျောင်းသားပဲရှိတယ်ဒါပေမဲ့ကျွန်တော်အဲ့အလောင်းတယ်ဝါးနဲ့ညရဲရနေပြီးတော့သူတို့ဖမ်းတာ10နာရီမှာဖမ်းတယ်ကျွန်တော်8နာရီအိုင်မှာရှိတယ်အဲ့တော့ဦးကျောင်းရဲ့အရေးကင်းကိုပါခဲ့ရတဲ့အတွက်ကြောင့်ကိုယ့်ရဲ့ brother တွေနောင်တို့တွေလုပ်ခဲ့တဲ့ဥစ္စာတွေသူတို့တပ်ဖြတ်ခဲ့တာအကုန်လုံးကကျွန်တော်မျက်စိထဲမှာမြင်ရတယ်ကျွန်တော်အဖေလည်းဖမ်းခံရတယ်အဲ့နိုင်ငံရေးအကျဉ်းသားမိသားစုကအဲ့လိုမျိုးဖြစ်ခဲ့အဲ့တော့ကျွန်တော်ကိုယ့်လေးပြောမယ်ဆို74တဲ့ကကျွန်တော်ကဘဝဖြစ်သွားရန်ကုန်ကအဖေတယောက်တည်းလုပ်တာဟုတ်အမေလုံးလို့ကလေးလေးယောက်နေဆိုတော့အဲ့74တဲ့ကကျွန်တော်ဒုက္ခဆရောက်တယ်နိုင်ငံရေး impact ကအဲ့တော့ကျွန်တော်စိတ်ထဲမှာမတရားမှုရှိတယ်အဲ့မတရားမှုတော့ငါတို့တော်လှန်မယ်စန့်ကျင်ရမယ်အဲ့စိတ်ကလေးက74တဲ့ကရှိတယ်အဲ့တော့မင်းကအရေးခိမ့်တိုင်းမှာ75လို့ကကျွန်တော်ကပြောင်းရတာမှနေတယ်နီးနီးလေးပဲကျောင်းလေးဆိုတော့လေငွေတူလည်းနီးနီးလေးကန်တော်ပဲလည်းနီးနီးလေးမိုင်းရပြီးလည်းနီးနီးလေးငါးချောင်းတော့လိုက်အပြင်းနဲ့ကျွန်တော် involve ဖြစ်ခဲ့တယ်အဲ့ဒါတွေကဖိနှိပ်မှုကိုစန့်ကျင်ရမယ်ဆိုတော့စိတ်ကအဲ့တုန်းကတွတ်သွင်းလာတယ်ဘယ် community ကမှကျွန်တော်တို့စာရီဖတ်ပြီးတင်ပြီးတော်လန်ကွာလို့လုပ်တာလည်းမရှိဘူးဘယ်လက်ရမှကျွန်တော်တို့လာပြီးတော့ democracy ပါလဲတင်တာလည်းမရှိဘူးဒါကျွန်တော်ရဲ့ personal ဖြတ်ခံမှုဒါပေမဲ့88တကယ်ဖြစ်လာတဲ့အခါမှာဘယ်အစလာလဲခုနကဦးစံလင်းတို့ပြောသွားတယ်ပြည်သူတွေရဲ့ငတ်မှုငွေစက်ကိုသိမ်းလိုက်တယ်ဆိုတာစိုက်ကားသမားဗမာပြည်မှာအနေလုံးဝင်နေရစိုက်ကားသမားဟိုကစွန်းရဲ့ရောင်းတဲ့လူဒီလူတွေရဲ့ income က20ရှိ30 50ရှိ50စက်ကိုဖြစ်သွားအဲ့တော့တထင်းကြီးတာမဟုတ်ဘူးဒီငွေအခြေခံလူသားထိသွားတဲ့အတွက်ကြောင့်နိုင်ငံမဲ့အစိုးရလည်းသူတို့ရဲ့ပြည်သူတွေကိုသူတို့ကပူညီနေတဲ့နိုင်ငံကြီးကျွန်တော်နိုင်ငံကျတော့အစိုးရရှာထားတဲ့ပတ်စံစက်ကူပြီးလုပ်လိုက်တယ်ဆိုတော့လူတိုင်းမှာမကျေနပ်မှုခံစားချက်ကငွေစက်ကူအရေးကြီး1989ရရှိနေတာအဲ့ဒါကမြန်မာပြည်ရဲ့လက်တလောအကြောင်းရင်းပေါ့ဒီနည်းနည်းနိုင်ငံရေးစကားနဲ့ပြောမယ်ဆိုရင်ကျွန်တော်16နှစ်တာကာလမှာအရင်တော့ rice bowl လေဗမာပြည်ကစံတင်ပို့ဆောင်နိုင်ငံကျွန်တော်နိုင်ငံမှာထိုင်းနိုင်ငံတို့မလေးရှားတို့ကအိန္ဒိယတို့လာလုံးလုံးရတဲ့နိုင်ငံကျွန်တော်နိုင်ငံချမ်းသာကြွယ်ဝကျွန်တော်မမီလိုက်ပါဘူးကျွန်တော်နိုင်ငံကစားခဲ့တဲ့ဒီထောပတ်ဘူးလေးကကြီးလာတော့ဖွဲ့တာပွဲလေးတွေဖြစ်အဲ့ဒါပဲပြောင်းလဲသွားတယ်မွေးပြပါကဘာမှာတတိယအမွေးသုံးနိုင်ငံဖြစ်သွားတယ်ဒါစာစကားနဲ့ပြောပြည်သူကအဲ့တုန်းကဘာပဲပြောမလို့ချင်းတော့ဗျာစစ်တပ်ကရှင်ဝမ်းပါဒီအာနာရှင်ကမလို့ချင်းတော့ဒါပေမဲ့ခုနကဖုံးမော်အရေးချင်းကဖုံးမော်အဲ့သူတို့ဟိုမှာလေးဖြစ်တဲ့ဥစ္စာလေးကဘာရင်မဟုတ်ဘူးစပတ်ရိုက်လိုက်တော့ကျောင်းသားကိုသွားထိလိုက်တဲ့အခါကျတော့ဗမာပြည်မှာဘယ်ဖွဲ့စည်းမှမဖွဲ့ရဟုတ်ပြီနော်ဟိုမိုင်းဆရာမိုင်းတော်မှဖွဲ့လို့မရမဆလာတစ်ဖွဲ့နေရှိတာသူတို့တစ်ဖွဲ့နဲ့ဖွဲ့တာကျွန်တော်ဘယ်မှမဖွဲ့ရအဲ့တော့တခြားအုပ်လက်ကျင်းလိုက်နေတဲ့အစုတွေကပါရှိတယ်ပုံကြီးရှိတယ်ဒီကျောင်းသားရှိတယ်ကျောင်းသားကိုထိလိုက်တော့အဲ့မှာအကုန်လုံး ID ကအမြဲတမ်းစားလေးရှိတယ်ခင်ဗျားတို့ဖြစ်ပြီးလို့ရှိရင်ကျွန်တော်ရာစုပဲရောက်ရာစုကအရန်တောင်းရာစုပဲကိုရောက်လာတယ်ကျွန်တော်ကကျောင်းသားကြီးကြောချင်းကတ်တယ်ကျွန်တော်ကမခံဘူးအဲ့တော့ဒီ influence တွေရှိကောင်းရှိမယ်တခုချင်းဒီ star တွေနေတယ် mainstream အနေနဲ့အများစုအနေနဲ့ကတော့ငါတို့လက်ဝဲကိုငါတို့ထီထောင်ရမယ်လက်ရထီထောင်ရမယ်မဟုတ်ဘူးပြည်သူတရားလုံးဝရှင်းကြောင်းလို့နောက်လာပါဒီ26နဲ့မွဲပြတယ်ဒီကောင်လေးစောက်သုံးကြလို့ဒီကောင်လေးမကြိုက်လို့တော့ရှင်းလေးအဲ့တော့ influence ရှိလားဆိုတော့တချို့တွေတယောက်တွေရှိမှာပေါ့ဥပမာကျွန်တော်သိသလောက်ဆိုမိုးသီးတို့ပါလို့ကျွန်တော်တင်ဇွန်မီတို့ကလေးလာလေအဲ့ဒီ capitalist ကိုအဲ့ဒီချိန်မှာစတင်တယ်62 74စတင်တယ်အတွေးကွာဘာပဲရှိတယ်ဒီ communism ပဲရှိတာ it is a nature ဒီ capitalist ကိုကဘာမှာစတင်နေတာဒီ communism ပဲရှိတာသူတို့ဒီကစာဖတ်တဲ့ group တွေရှိမယ်
ဒါနဲ့ဘသူကြိုးခံနေဆိုတာမရှိဘူးကြာဒီကျောင်းသားတွေမှာလည်းဘယ်အုပ်စုကကိုင်ပြီးလုတ်သွားတယ်ဆိုတာမရှိဘူးဒါကျွန်တော်သိတယ်လို့ပြောတာကျွန်တော်ရာဂသားနဲ့တွဲလို့တယ်မာဂသားနဲ့တွဲလို့တယ်ဘာဂသားနဲ့တွဲလို့တယ်သူတို့ထဲမှာတကူချင်းစီအနေနဲ့စာဖတ်တဲ့ကိုစတာဒီမျိုးရှိအောင်ရှိတယ်ဘယ်ကနေအမိန့်သာကြားလာလို့ညွှန်ကြားချက်နဲ့လုပ်တယ်ဆိုတာကျွန်တော်မှမရှိအဲ့တော့ရှစ်လေးလုံးကြီးလက်ဝဲရဲ့လက်ရာရဲ့ကြိုးကင်ကင်းနေဆိုတာကျွန်တော်ဒီနေရာပြောတယ်ဒါကျွန်တော်နှလုံးသားတွေကကပ်ပေါ်လာတဲ့မကျဉ်းတဲ့စိတ်နဲ့တော်လာတာဒါပဲအခုကကျွန်တော်တို့တတ်မှတ်ပေးထားတဲ့အချိန်ကတော့နိုင်ဝက်ပဲပေါ့လေအခုတော့ကျွန်တော်နောက်2ရက်လောက်ဆိုလို့ရှိရင်ကျွန်တော်ဖိလိုက်ပါမယ်အဲ့တော့ဒီရှစ်လေးလုံးမှာကမူရေးကုန်စည်နှုန်းတွေကလည်းအရင်တက်သွားတယ်လေပထမစံတပြူ2ချက်လောက်ကနေပြီးအစိတ်လောက်ကြီးဖြစ်သွားတယ်15ချက်တို့ကတော့အဲ့မှာရွေးရွာရင်းနဲ့ဈေးတွေတက်သွားတယ်အဲ့လိုလက်လွတ်လက်စားတွေကနောက်ပေါ်တက်တာလည်းအများကြီးပဲအဲ့တော့လူတွေကစီးရဲတဲ့ဈာတွေကနေပြီးတော့ခုနအဘက်မှာလည်းကိုစားဝတ်နေရမပြေလေဒါပေမဲ့နေတိုင်းလမ်းပေါ်ထွက်နေကြတယ်နော်အဲ့ဒီဟာမျိုးတွေကကျွန်တော်စင်ကြေဘုံရက်ွက်တွေမှာဆိုအများကြီးပဲကျွန်တော်တို့တွေ့ရတာပေါ့ကျွန်တော်တို့လည်းအဲ့လိုမျိုးစင်ကြေဘုံနေရာတွေမှာနေခဲ့တယ်ဆိုတော့အဲ့လိုဟာတွေမှာလူတွေရဲ့စိတ်ကူးစိတ်သားတွေနဲ့လူတွေရဲ့မျှော်လင့်ချက်တွေကဘာတွေရှိမှလဲကိုယ်စောလိုက်နည်းနည်းလေးပြောပေးပါလားအတူတူပေါ့နော်တော့ကျွန်တော်စင်ကြီးဝင်းရောက်ွက်တွေကရန်စင်းရဲတဲ့အခါကျတော့အဲ့ချိန်ကာလကလည်းဒီစင်ကြီးဝင်းရောက်ွက်တွေအထိကိုရောက်ွက်ကိုအုပ်ချုပ်တဲ့လူတွေကစစ်တပ်အတိုင်းဝိုင်းစစ်သားဘက်တွေဖြစ်အုပ်ချုပ်ပိုင်းအကုန်လုံးကိုဘုံဘူးဟိုလည်းဘုံဘောင်းတယောက်ကလူနဲ့ဥက္ကဋ္ဌဖြစ်တယ်လို့ရောက်ွက်ထဲမှာအချက်တယောက်ကလည်းမောတာသူတို့ရဲ့ဥက္ကဋ္ဌဖြစ်ဆိုတော့ကျွန်တော်တို့ကဘယ်လိုကောင်းလဲစင်ရဲကတပင်းကစင်ရဲတွေကပြင်းပြမှုခံနေရတယ်အရာအလုံးကဘာမှလုတ်ကင်စားတော့လို့မရတဲ့အချိန်မျိုးဖြစ်လာတယ်ခုနကပြောတော့အဲ့ဒီအချိန်ကမျိုးမှာလူစက်ကိုရေးခင်းဖြစ်တဲ့ခါမှာကျွန်တော်တို့ဘက်မှာရှိတဲ့လူတွေကလုံးဝသုံးပြရစစ်ကိုဖြစ်သွားတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့အနေနဲ့ကဒီလိုအခြေအနေမျိုးမှာပေါ့ပါဝင်ပတ်သက်ရမယ်ဆိုတာသိလာကြဒီရုံးမှာရှိတဲ့လူတော်များများကပါဝင်လာကြဆိုတော့ကျွန်တော်တို့ကထင်တာကဒီရှစ်လေးလုံးဖြစ်သွားတဲ့ကိစ္စကဒီနောက်ပိုင်းကျွန်တော်တို့နားလည်မလို့ရဆိုတော့အပိုင်း၃ပိုင်းသွားပြီးတော့ဖြစ်တယ်သွားမြင်ရနံပါတ်1ပိုင်းကလူတရက်လုံးကအရန်ကိုဆင်းရဲငတ်ပုတ်ပြီးတော့ဘယ်လိုလုပ်ရမလဲဆိုရင်တွေးခေါ်ပိတ်နေတဲ့ကာလတစ်ကနံပါတ်2ကဘာလဲဆိုရင်ကျွန်တော်တို့ကိုဖုံးပေါ်ရဲ့ကိစ္စအဲ့နံပါတ်3ကိုကျွန်တော်တို့ကပြင်တော့ဒီမှာတွေးခေါ်တဲအောင်လွှဲလိမ့်မယ်ဒါကျွန်တော်တို့ပြင်တာကဒီအုပ်ချုပ်တဲ့ဦးနေဝင်အစိုးရတဲ့မှာကဇုံတရားတို့ပြိပခါတွေဖန်တီးရတယ်လို့သွားမြင်နေကြတယ်အဲ့မှာဦးတော်ညောမှာဆုံးချိန်မဆလာဥက္ကဋ္ဌရွေးချယ်ဝင်ပါဦးတော်ညောကဦးနေဝင်ကိုမဲတာလိုက်တယ်လို့အဲ့လိုဒီအဲ့ချိန်မှာပါတီတန်းစင်ကြီးဆိုလှုပ်ချပြီးထုတ်တဲ့အခါမှာပါတီထဲမှာအရန်ကိုရှုပ်ပြေးသွားတယ်နောက်ချိန်ပါတီရွေးကောက်ပွဲမှာဦးနေဝင်ကဖက်ရှုံးဖို့လားလာရှိတဲ့အခါသူကိုယ်တိုင်ကပါတီစနစ်ကိုလိုချင်သလားဆိုတဲ့စကားလုံးကိုဟားလိုက်တဲ့အချိန်မှာပါတီထဲမှာသူရှုပ်ပြီးဖြစ်သွားတယ်အဲ့ချိန်မှာကျွန်တော်စင်ကြယ်ဘုံကိုရှိတဲ့စင်ရင်သားတွေရဲ့ဘဝကိုလူမျိုးရေးကိုရှာနေတဲ့ကာလတစ်ဖက်ကကျောင်းသားတွေရဲ့လှုပ်ရှားမှုအားကောင်းလာတဲ့အခါပေါင်းစပ်ပြီးတော့ရှစ်လေးလုံးရာမိကုန်းတောက်ခဲ့တယ်လို့ကျွန်တော်မြင်တယ်တကယ်တော့ကျွန်တော်ရှစ်လေးလုံးရေးတော့ဆိုတဲ့ဟာကနာနည်းနည်းလေးနဲ့ပဲဖြစ်သွားတာပါဒါပေမဲ့လူတွေမှာတွေ့ကြုံနေလည်းအများကြီးပဲပြဿနာမှုတွေလည်းအများကြီးပဲဆိုတော့ကျွန်တော်ဒီလိုထိုင်နေတဲ့လည်းပြည့်စုံတော့ပေါ့ကျွန်တော်ထိုင်ပြီးပြောမယ်ဆိုလို့ရှိရင်တညမညဘလို့မှမရနိုင်ဘူးပေါ့နော်အဲ့တော့လောဆယ်ကျွန်တော်တို့ဒီလိုပြောတာလေးနဲ့လည်းရှစ်လေးလုံးပေါ်ပေါက်လာတဲ့ပုံစံတွေနောက်ပြီးတော့အဲ့ဒီအချိန်မှာဖြစ်နေတဲ့လူတွေရဲ့စိတ်အခြေအနေတွေနဲ့မြန်မာနိုင်ငံရဲ့လှုပ်ရှားမှုပုံရိပ်ကလေးတွေနည်းနည်းပေါ်လာမယ်လို့ယူဆပါတယ်အားလုံးကျေးဇူးတင်